ဘာမှတော့မရတော့ဘူးပေါ့ဗျာနော်ဘာမှတော့မရတော့နေသွားပြီပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဟိုရက်ကသင်းမောပေါလို့ပြတာကိုကျွန်တော်ငရှင်းမဟုတ်ဘူးလားလို့ပြောနေတာဒီမှာငရှင်းနော်ဒါငရှင်းဒီကောင်ငရှင်းလို့ခေါ်တယ်ဒီကောင်ကမှငရှင်းပါဗျာနော်ဒီကောင်မှငရှင်းလို့ခေါ်တာအဲ့ကောင်ငရှင်းကအနီးကိုနေ့ကပြတာတချို့ကငပြော့လို့ပြောကြတယ်ပေါ့နော်ကျွန်တော်ဘက်ကအဲ့ကဟိုကောင်သင်းမောပေါလို့ခေါ်တာဒီကောင်ကငရှင်းနော်ခင်ဗျားတို့ကလည်းဘူးမတီကိုမတီရဲ့စွတ်စွတ်ပြောနေကြတယ်ဒါတော့ကျွန်တော်တင်ခိုင်းတဲ့ညီကိုတွေအတွက်ကျွန်တော်ဒီညရတာလေးတင်ပေးတာဘာမှတော့မရတော့ဘူးနော်ဘာမှတော့မရတော့ဘူးဒီညကတော့ရတာတော့တော်တော်နေသွားတယ်ဘာတွေရတယ်ဆိုအမိုက်တွေရတယ်ဗျာအမိုက်တွေတော့အာရွေးနော်အရွက်တွေဟိုဟာတွေဗာလဲခရာပင်ကခရာဇူးတွေရယ်ကမလာရွက်တွေနွယ်ပင်တွေမြက်တွေအဲ့ဟာတွေကလည်းဝင်တယ်ဗျာအာရွေးဟိုရောက်မှပဲရွေးတော့မှာဘာမှမရတော့ဘူးဗျာကျွန်တော်တို့ကရေသေးဝါလို့ရှိရင်တော်ရုံတန်ရုံကငါမကြတော့တာများတယ်ရေသေးဝါရင်မကြတော့တာများတယ်ရေသေးရက်ဆိုလို့ရှိရင်မရတော့ဘူးကွာအခုကဒီမှာဖောင်သီးကနန်းလေးတွေကတော့ပြန်ဝင်လာတယ်ဒါပေမဲ့ကျွန်တော်တို့ဖောင်သီးကနန်းနဲတဲ့အတွက်ကျွန်တော်မကောက်ဘူးဒီလောက်ဖောင်သီးကနန်းဆိုရင်ဒါဘာမှလုပ်မရဘူးနော်ဘာမှလုပ်မရတဲ့အတွက်မကောက်ပါဘူးဖောင်သီးကနန်းတော့လောလောဆယ်ဒီတိုင်းပဲထားတာဒီတိုင်းပဲထားခဲ့တာငါတော့စူးတော့မှာပဲငါစရိုင်းရတော့ငါစရိုင်းရတော့ငါမှုနေပြီလို့ငါစရိုင်းနေရလဲဟာပြီးတော့ကြာတော့တေးအောင်တေးနေပြီးတော့မကားကတဲ့အပေါက်ကလေးသေးသေးလေးနှစ်ကောင်ရတာအဲ့ဟာတော့ကန်နဲ့လွတ်မဲ့အတွက်သွားပြီးတော့ကျွန်တော်လှောင်ထားတယ်ကားကတဲ့ကမတိကြီးတော့စူးတာကားကတဲ့ကမတိလေးတော့သွားပြီးတော့လှောင်ထားတယ်ဗျပြီးတော့နောက်တစ်ခုကကျွန်တော်တင်တဲ့ပူကြွေမှာတချို့ပူကြွေဆိုကျွန်တော်ကင်မရာတော်တော်မငြိမ်တာရှိတယ်နော်ကင်မရာမငြိမ်ရလေးဒါကိုသိခံပေးပါနော်ကျွန်တော်တယောက်တည်းရိုက်ပြီးတော့တီးပါကွာတယောက်တည်းရိုက်ပြီးတော့တယောက်တည်းတင်ရတဲ့အတွက်ကင်မရာတော့ငြိမ်မှာမဟုတ်ပါဘူးတချို့ပူကြွေဆိုရင်ကျွန်တော်ကင်မရာရမငြိမ်တာရှိတယ်မငြိမ်တဲ့ပူကြွေကများပါငြိမ်တဲ့ပူကြွေကနည်းတယ်ပေါ့အဲ့တော့ကျွန်တော်သိခံပေးကြပါလို့နော်ဒီမှာဖကြားပေါက်ကတော့တချို့ကတော့အခေါ်ကကြော်ဆန်ကွေးလို့ခေါ်တယ်ကျွန်တော်တို့ဘက်မှာဖကြားလို့ခေါ်တယ်ဘိုးကြအဲ့ကောင်လေးလိုက်ရိုက်ပြီးတော့ကြော်စားကြတယ်ဒီကောင်လေးကတီးတီးလေးပါဗျာတီးတီးတော့တီးတီးလေးပဲရှိတယ်သူ့ထက်ကြီးတဲ့ကောင်လေးကိုကြော်စားတာဒီကောင်လေးကဘာမှလုပ်မရဘူးပိုးတဲ့ထဲနဲ့တူးသွားမယ်ကောင်တီးတီးလေးတော့ဆိုတော့ဒီညတော့ခင်းသားတော့ရပါတယ်ခင်းသားတော့ရတယ်ခင်းသားပဲရတာပါအဲ့ကြတော့ပူပြီးတော့ဘာမှမရတော့ဘူးနော်ကျွန်တော်နောက်ရက်ဒါဒီနေ့တင်တာဒါနောက်ဆုံးမှာကျွန်တော်နောက်ရက်ငါးချတဲ့ရက်တွေကျမှကျွန်တော်ပြန်ပြီးတော့တင်ပေးပါမယ်နော်ဒါဒီနေ့ဒါတင်တာနောက်ဆုံးမှာပဲကျွန်တော် RP တွေပဲလိုက်ပြန်มาတော့မယ်နော်နောက်ရက်ကျမှငါးချတဲ့ရက်ရေသားရက်တွေမိုးလိုက်တဲ့ရက်တွေကျမှကျွန်တော်ရတဲ့ဟာလေးဆက်ပြီးတော့တင်ပေးပါမယ်နော်ကျွန်တော် live ပေးတဲ့လူတွေအားလုံး live မပေးတဲ့လူတွေအားလုံးကျွန်တော်ဗီဒီယိုအဆုံးထိကြည့်တဲ့လူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီလောက်ပါပဲ